ပရိသတ်များရှင်ဒီနေ့တော့ကိုရထဲမှာထည့်စားလေးရှိတဲ့လင်းချင်းပွင့်ရဲ့စေဘက်ဝင်တဲ့အကြောင်းတွေကိုပြောပြပေးခြင်းပါတယ်တချို့ကလင်းချင်းပွင့်ကိုကိုရထဲမှာထည့်စားတာတော့ပဲသိကြတယ်တိုင်းရင်းစေးအနေနဲ့သုံးလို့ရတာကိုတော့သိတဲ့သူနည်းမယ်လို့ထင်ပါတယ်ရှင်ဝမ်းချုပ်တတ်တဲ့သူတွေအတွက်ပေါ့နော်ဝမ်းမှန်စီဖို့မနဲ့မျက်နှာအသစ်တောထိုက်ပြီးတာနဲ့လင်းချင်းပွင့်တစ်ပွင့်ကိုပါဇက်ထဲမှာငုံထားလိုက်ရုံနဲ့ခဏလေးတွင်မှဝမ်းသွားခြင်းလာပါတယ်ဒီလိုနေ့တိုင်းလှုပ်ပေးတာနဲ့ဝမ်းနှုတ်ဆေးလိုမျိုးပေါ့နော်ပဋိစီဝါဆေးတောက်သုံးတဲ့အချိန်နဲလာစေနိုင်ပါတယ်ဒါတွေပြင်ပေါ့နော်သွေးတိုးယောဂရှိတဲ့သူတွေကမနက်အိယာထားမျက်နှာတစ်ပြီးတာနဲ့လင်းချင်းပွင့်နှစ်ပွင့်လောက်ငုံထားပေးလိုက်မယ်ဆိုရင်သွေးတိုးကိုတက်တာစေနိုင်ပါတယ်နောက်ပြီးစကားပြောလိုက်တဲ့အခါတိုင်းမှာဂရင်းနဲ့ဆိုတဲ့သူတွေအတွက်ကလင်းချင်းပွင့်နည်းနည်းလောက်ငုံထားပေးလိုက်မယ်ဆိုရင်ဂရင်းနဲ့နန္နာကိုတက်တာစေပါတယ်နလန်ထဆလူမမာတွေဂရင်းပြက်နေမယ်ဆိုရင်လင်းချင်းပွင့်တစ်ခွင်းလောက်ငုံထားပြီးရင်ဂရင်းရှင်းပြီးအစားပြန်စားခြင်းစိတ်ပေါ်ပေါက်လာစေနိုင်ပါတယ်။တောဖို့စတာမျိုးသွားကြိုက်တာမျိုးတွေအတွက်ကဒီလင်းချင်းပွင့်ကအထောက်အကူတော်တော်လေးပေးပါတယ်။သွားဖို့စလို့သွားမှာအခေါင်းပေါက်ဖြစ်နေတဲ့သူတွေကဒီသွားခေါင်းပေါက်သေးကိုလင်းချင်းပွင့်နည်းနည်းလောက်ကြိတ်ချပြီးတော့တိတ်ထည့်ပြီးမယ်ဆိုရင်သွားဖို့တွေကိုသိစေနိုင်ပါတယ်။တတိပြုရမယ့်အချက်ကပြုတ်ထားတဲ့လင်းချင်းပွင့်ပြုတ်ရည်ထဲမှာလင်းချင်းပွင့်ရဲ့အာနိသင်ကုန်ရင်နောက်ထပ်လင်းချင်းပွင့်အစ်စ်လဲပေးဖို့ပါခေါင်းကိုက်တက်တဲ့သူတွေကတဖြည်းဖြည်းနဲ့ခေါင်းကိုက်တက်တာလာစေနိုင်ပါတယ်အေးမိနာစီတာနှာရည်တစ်စက်ထွက်နေတဲ့သူတွေကလင်းချင်းပွင့်ပြုတ်ရည်ပူပူလေးကိုမှုတ်ပြီးတော့တောက်ပြီးရင်3ရက်အတွင်းမှာနှာစီးယောဂါကိုပျောက်ကင်းစေနိုင်ပါတယ်သတိပြုရမယ့်အချက်ကဒီပြုတ်ထားတဲ့လင်းချင်းပွင့်ပြုတ်ရည်ထဲမှာလင်းချင်းပွင့်ငုံထားပေးမယ်ဆိုရင်ဖြည်းဖြည်းချင်းခေါင်းကိုက်တာကိုတက်တာလာစေနိုင်ပါတယ်စီးကျိုယောဂါရှိသူတွေထမင်းစားပြီးတိုင်းမှာလင်းချင်းပွင့်3ပွင့်ကိုအချိန်နည်းနည်းလောက်ငုံထားပေးပြီးနူးလာရင်ဝါစားပြီးအရည်ကိုမျိုးချပေးပါဒီလိုပုံမှန်လုပ်ပေးမယ်ဆိုရင်စီးကျိုတတာမျိုးမရှိတော့ဘူးလို့လင်းချင်းပွင့်ပုံမှန်သုံးနေတဲ့သူတို့ကပြောပြပေးထားပါတယ်ညဘက်အိယာခတ်တဲ့သူတွေကလင်းချင်းပွင့်ကိုအိယာမဝင်မီတနာရီလောက်ကြိုပြီးတော့ငုံထားပေးမယ်ဆိုရင်အလွယ်တကူအိပ်ပျော်နိုင်စေပါတယ်မြန်မာတိုင်းရင်းစေးချမ်းကြီးတွေမှာတော့လင်းချင်းပွင့်ကိုထက်မြက်တဲ့ဂုဏ်ရှိသည်ပွင့်စေတဲ့တတိအာဃာတတတိရှိသည်ဝမ်းမီတောက်ရဲ့အစာကြေဦးလန်းချောင်းပွင့်စေတဲ့တတိရှိတယ်လို့ဖော်ပြထားပါတယ်အနောက်တိုင်းဟာဗတ်တက္ကသိုလ်စိတ်ပညာဌာနရဲ့စေးချမ်းမှာဆိုရင်လည်းလင်းချင်းပွင့်ဟာကုရခတ်တဲ့ကန်ဆာလိုမျိုးယောဂါကိုတော့မဖြစ်ပွားအောင်ကာကွယ်ပေးနိုင်တဲ့တတိရှိရလို့ဖော်ပြထားပါတယ်လင်းချင်းပွင့်ရဲ့ကောင်းကျိုးတွေများတာဆိုတော့ဒီနေထိုင်စားသောက်မှုပုံစံတွေမှာမဖြစ်မနေပါဝင်ထည့်သွင်းစားသုံးသင့်ကြောင်းအကြံပြုချင်ပါတယ်ရှင်